มาบ่เนาะ2025တော့อ่ะบ่เนาะပူပန်ခဲ့သမျှတွေကိုဖျားခင်က2026မှာမပူပါနဲ့ဆိုရဲပေါ့เนาะအဖြေကိုဖျားခင်ပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလာပိုင်းဒီဦးဆုံးမှာပေါ့เนาะဟိုအများကြီးတော့ဖျားရဲ့ကောင်းကြီးတောင်းနဲ့ပေါ့လေဖျားကစကားပြောပါတယ်လို့အဲ့ဒါလေးကိုတတိကဲချင်ပါတယ်